အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုနော့ဖြစ်ပါတယ်ဒီနေ့ဇွန်လ9ရက်2026ခုနှစ်ဖြစ်ပါတယ်ဒီတစ်ခေါက်တော့နိုင်ငံတော်ဆိုရငင်းငင်းကော်မတီနဲ့အပြည့်ရတိုင်းသားလက်နက်ကိုင်9ဖွဲ့တို့အလို့သဘောတွဲဆုံဆွေးနွေးခဲ့တဲ့သတင်းကိုဝေမျှပေးကြပါတယ်နိုင်ငံတော်ဆိုရမြို့သားစီလုံးညီညွတ်ရေးနဲ့ငင်းငင်းဖော်ဆောင်မှုညီနိုင်ရေးကော်မတီနဲ့တနိုင်ငံလုံးတိုင်းတာပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့်တိုင်းသားလက်နက်ကိုင်9ဖွဲ့ 7EAO အလိုင်းရင်တို့ကယနေ့ဇွန်လ9ရက်မှာနေပြည်တော်ရှိ M Gallery Hotel မှာအလို့သဘောတွဲဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ရဲအလို့သဘောတွဲဆုံဆွေးနွေးပွဲသို့အမျိုးသားစီလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းဖော်ဆောင်မှုညီနိုင်ရေးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ညီနိုင်ရေးကော်မတီဝင်များ NCA လက်မှတ်ရေးထိုးထားသည့်တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းများ 7EAO အလိုင်းရင်9ဖွဲ့မှာအဖွဲ့ကောင်းဆောင်ဗိုလ်မှူးကြီးစံငယ်ဦးဆောင်သည့်အဖွဲ့ဝင်10ဦးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ယနေ့ဆွေးနွေးပွဲတွင် 7EAO အလိုင်းရင်အဖွဲ့ကောင်းဆောင်ဗိုလ်မှူးကြီးစံငယ်ကငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလက်ရှိခြေနေများနဲ့အညီပြန်လည်ဖော်ဆောင်နိုင်ရေးငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်သင့်သောအဖွဲ့အစည်းများပါဝင်လာနိုင်ရေးရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးတို့ကိုရည်မှန်းပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဆောင်ရွက်ရန်သဘောထားရှိတယ်လို့ဆိုပါတယ်။ 7EAO အလိုင်းရင်ကိုရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မွန်ပြည်သစ်ပါတီ MNSP ဒီမိုကရေစီကြိုးပြုကရင်တပ်မတော် DKBA ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KND PC လာအိုဒီမိုကရက်တစ်အစည်းအရုံး NDU ဗဟိုမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ် PNN နဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ANP တို့ဖြင့်ဖွဲ့စည်းထားပြီးယနေ့အခမ်းအနားတွင်၎င်းတို့အဖွဲ့ခေါင်းဆောင်များတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ 7EAO အလိုင်းရင်နေဖြင့်အစိုးရငြိမ်းချမ်းရေးဆွေးနွေးချက်ပိတ်ခေါ်ချက်ပေါ်သက်ဆိုင်ရာတစ်ဖွဲ့ချင်းလိုက်ဆွေးနွေးပြီးဖြစ်က 7EAO အလိုင်းရင်ဥဆောင်ဖွဲ့တွင်လည်းအခြေအလည်ဆွေးနွေးခဲ့ပြီးအစိုးရနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆွေးနွေးရန်သဘောထားချမှတ်နိုင်ငံချင်းဖြစ်တယ်လို့သိရပါတယ်။ရွေးကောက်ပွဲပြီးနောက်နိုင်ငံတော်အစိုးရသစ်ဖွဲ့စည်းပြီးနောက်ပိုင်းအမျိုးသားစီလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီကနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေးငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုအကောင့်ထဲပေါ်ဆောင်ရွက်ရန်လွတ်လပ်ပြီးကြိုတင်ကန့်သက်ချက်များမထားသည့်ဆွေးနွေးပွဲများကျင်းပမည်ဟုဆိုက AB21 ကနိုင်ငံတော်အစိုးရကငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနော့ဖြစ်ပါတယ်။